ဒါထင်းရှူပဲမယ်ထင်းရှူပဲမယ်ဒီတော့ထဲမှာဒီထင်းရှူပဲကခြားတစ်ပင်နေနဲ့အတူတူနေပြီးတော့ဒီတစ်ပင်ဟာတည်သွားတယ်ဒီမှာလည်းနောက်ထပ်တစ်ပင်တကယ်တမ်းဆိုရင်ထင်းရှူပဲဟာပြီးတဲ့နေရာတောင်ပေါ်နေရာကြီးဆိုရင်ထင်းရှူပဲဟာဖြစ်ရမှာလေဒါလည်းထင်းရှူပဲမယ်တည်တော့မှဟိုဘက်မှာဒီလိုမျိုးဖြစ်ပြီးတော့တည်သွားတဲ့အပင်တွေအများကြီးတွေ့ခဲ့တယ်ဒီပင်ဆိုလည်းတည်သွားပြီလေဒီပင်ဆိုလည်းတည်ပြီးတော့လဲကျသွားပြီလဲကျသွားပြီဆိုတော့ဒီပုံမှာလာပြီးတင်းနေထူးဆန်းတယ်ဒီထင်းရှူပင်တွေကဒီလိုကုန်းမြင့်ဒီလိုတောထဲမှာတကယ်တမ်းဆိုရှင်သန်မှာဘာကြောင့်ဒီလိုမျိုးတဖြည်းဖြည်းနဲ့တည်သွားရတာလဲဆိုတာကျွန်တော်လည်းနားမလည်နိုင်ဘူးဒီတော့တောင်ဒီမှာပြီးတင်နေကြကုန်တယ်တတော်ရီအားလုံးကျွန်ုပ်မြင်အမြင်တတော်ရီအားလုံးကျမ်းမာကြပါချမ်းသာကြပါစေဒီကအန္တရာယ်ရဆက်ဆက်ကင်းဝေးပါစေစိတ်တော်တော်ကိုယ်ပါဘုရားဆန္ဒကြည့်ပါပါစေ